လူနှစ်ယောက်ရှိတယ်အသိဉာဏ်မရှိတဲ့လူသို့တော့သူကခုံတရင်ကြီးတယ်အသိဉာဏ်မရှိပေမဲ့လို့သူ့ကိုလူတွေကဝန်းရံကြတယ်သူကနာမည်ကြီးတယ်သို့တော့တယောက်ကတော့အသိပညာရှိတယ်နာမည်မကြီးဘူးခုံတရင်မရှိဘူးအဲ့ဒီမှာလူတွေကအားကြတတ်တယ်ဘာကိုအားကြတတ်တော့ဆိုခုံတရင်ကြီးမှုကိုသွားအားကြတတ်တယ်အဲ့ဒီနှစ်ခုကိုပညာရှိသူတော်ကောင်းတွေကတော့ဘာကိုတန်မိုးထားတော့လို့ဆိုဒီအသိပညာရှိပြီးဂုဏ်သတင်းမရှိတာကိုပဲပိုကောင်းတယ်လို့ယူဆတယ်အသိပညာရှိဖို့ဒါအရေးကြီးတယ်ဂုဏ်သတင်းရှိတာမရှိတာအရေးမကြီးဘူးနော်အသိဉာဏ်ကင်းမဲ့ပြီးဂုဏ်သတင်းကြီးနေတာကိုလုံးဝတန်မိုးမထားဘူးတဲ့ဟောဒီလိုအမှန်ကန်မဲ့ကနေပြီးတော့ရှုထပ်ဖို့အတွက်ယတအာယတဆိုတဲ့လောကရန်နဲ့တွေ့ကြုံတဲ့အခါမှာအသိဉာဏ်ရှိနဲ့ကိုဟာတကယ်စစ်မှန်လို့ထိုက်တန်တဲ့နေရာမှာကိုယာရုရတယ်ဆိုရင်ချီးမွမ်းရမှာပဲမထိုက်တန်မဲ့နဲ့ယာရုရတဲ့ပုဂ္ဂိုလ်သွားအမကြနဲ့လို့ဒီလိုဆိုလို့ရပေါ့နော်အသိဉာဏ်ရှိမှုမရှိမှုကသာအဓိကကြတယ်ထို့တူပဲလောကလူတွေဟာဒီပြောင်းလဲမှုတွေဟာအမျိုးစုံဖြစ်တတ်တယ်ပေါ့အဲ့ဒီပြောင်းလဲမှုတွေဖြစ်ပေါ်ပါဒုမေတေဟိပတံတံသဝိညုဟိကရဟာစယလောကမှာချီးမွမ်းခံရတာတို့ကဲ့ရဲ့ခံရတာတို့ရှိတယ်အဲ့တော့ချီးမွမ်းရင်ဘယ်လိုပုဂ္ဂိုလ်ကချီးမွမ်းတာလဲကဲ့ရဲ့တာဘယ်လိုပုဂ္ဂိုလ်ကကဲ့ရဲ့တာလဲဒါကိုပဲကြည့်ရမယ်ချီးမွမ်းခံရမှုကဲ့ရဲ့ခံရမှုတော့တန်ဖိုးမထားနဲ့ချီးမွမ်းတာကဘာတူလဲကဲ့ရဲ့တာကဘာတူလဲကြည့်လိုက်တဲ့အဲ့ဒီမှာဒုမေတေဟိပတံသာစာဘာမှအသိဉာဏ်မရှိတဲ့နလဘိန်းတုံးကလာချီးမွမ်းနေလို့ရှိရင်အဲ့ဒါလက်မခံနဲ့တို့ဆိုလို့သူချီးမွမ်းခံရတာကဲ့ခံရတာကောင်းသေးတယ်လို့ဆိုလို့မင်းတို့မင်းကြီးလက်ထက်ကရောဥဖိုးလိုက်ဆိုတဲ့အမတ်ကြီးရှိတယ်ရောအမတ်ကြီးကစာတတ်တယ်တားစာတတ်တဲ့လူကြီးရာဇဓမ္မသင်္ခါကျမ်းတို့ဘာလို့ရေးတယ်တော့ဘယ်လောက်ထိအောင်တော်လဲလို့ဆိုရင်တော့ငယ်ငယ်တန်းချောင်းနေတဲ့ဟိုအင်္ဂလိပ်စာသင်ခဲ့တာမဟုတ်ပေမဲ့လို့ကြီးမှလေးလာတဲ့အခါမှာအနာတမီဆိုတဲ့ဆရာဝန်တွေကိုင်းတဲ့ကျမ်းမျိုးခန္ဓာဗေဒကျမ်းခေါ်တယ်အနာတမီဆိုတာခန္ဓာကိုယ်ထဲမှာရှိတဲ့အင်္ဂါရက်တွေအယိုးတွေအရည်တွေအသားတွေနှလုံးတွေအသေးတွေကြောက်ကတ်တွေဒါတွေကိုလေးလာတဲ့ပညာရပ်ပေါ့နော်အဲ့ဒီအနာတမီကျမ်းကိုသူကရအောင်ဖတ်တယ်ဖတ်ပြီးတဲ့အခါမှာမြတ်စွာဘုရားဟောထားတဲ့32ခုတ္တတာကိုဖွင့်ဆိုထားတဲ့အထက်ကရာထဲမှာရေးထားတာတွေနဲ့သူကတိုက်ဆိုင်ပြီးတော့ comparative study သဘောမျိုးနှိုင်းယှဉ်ပြီးတော့ရေးထားတာကာယ ानु ပဒနာကျမ်းဆိုတာရှိတယ်စာအုပ်ဆိုင်တွေမှာမေးကြည့်တွေ့ပဲအဲ့ဒါနော်ယောမင်းကြီးဥဖို့လာရေးဆိုတာစာအလွန်တတ်တဲ့လူကြီးရှေးတုန်းကအမတ်တွေကစာတတ်တယ်ပေါ့အဲ့လိုတတ်တဲ့ပုဂ္ဂိုလ်ကြီးကကျမ်းနေရေးလို့ရှိတယ်သူရေးတဲ့ဝိမု ക്തി ရတကျမ်းလို့ထင်တယ်အဲ့ဒီကျမ်းထွက်လာတဲ့အခါမှာအဲ့ကျမ်းကောင်းကြောင်းကိုဘယ်သူကပြောတော့ဆိုမြင်းလဲသမားတယောက်ကပြောတယ်ယောမင်းကြီးဥဖို့လိုက်ရဲ့ကျမ်းဟာကောင်းလိုက်တာလို့ဝိမု ക്തി ရတမြင်းလဲသမားဆိုတော့စာပေသမားလည်းမဟုတ်ဘူးနော်ပညာရှိတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဘူးသူချီးမွမ်းတာကြားတဲ့အခါကျတော့ယောမင်းကြီးကခေါ်ပြီးတော့သူ့ကိုပတ်စံပေးတယ်နောက်မချီးမွမ်းမှနဲ့ကွာငါသာအောင်ခုမင်းချီးမွမ်းရင်ဂုံမဖြစ်ဘူးပတ်စံပေးပြီးတော့နောက်မချီးမွမ်းမှနဲ့ဆိုအဲ့တော့သူစာအုပ်သွားချီးမွမ်းတဲ့လူကိုပတ်စံပေးပြီးနောက်မချီးမွမ်းမို့ရပြောရတယ်ဘာလို့သူချီးမွမ်းရင်ဂုံမမရှိတာဟုတ်ပညာတတ်ကပဲချီးမွမ်းရမှာလေသူကသူ့အရာမဟုတ်ဘဲနဲ့ယောမင်းကြီးရဲ့ဝိမု ക്തി ရတကျမ်းသိကောင်းတယ်ဆိုတော့သူ့အရာလည်းမဟုတ်ဘူးသူသွားပြောတယ်သူကမြင်လဲမောင်းစားတဲ့လူလေဟာလည်းဖတ်တတ်တဲ့လူမဟုတ်ဘူးအဲ့ဒီလူကချီးမွမ်းတာမျိုးယောမင်းကြီးကပတ်စံပေးပြီးနောက်မချီးမွမ်းမှနဲ့လို့ပေးရတယ်ငွေပေးပြီးတော့ပိတ်တာအဲ့ဒါပါစပ်ပိတ်ခိုင်းအဲ့ဒါလိုပဲဒုမေတေဟိပတံတာ
အသိဉာဏ်မရှိတဲ့လူတွေကချီးမွမ်းနေရင်ဒါဟာကောင်းတာမဟုတ်ဘူးတဲ့ဝိညူဟိကရဟာစယေပညာရှိကကဲ့ရဲ့တယ်အဲ့ဒီနှမျိုးတည်းမယ်မင်းဘာကိုလက်ခံမလဲလို့ဆိုရင်ကရဟာဝတေယောဝိညူဟိယင်စေပါလပတံသူတော်ကောင်းပညာရှိတွေကကဲ့ရဲ့တာဟာမြတ်ပါသေးတယ်တဲ့ပညာရှိသူတော်ကောင်းဆိုတာကကဲ့ရဲ့တိုက်တို့ကဲ့ရဲ့တာလေဘာမှမသိတဲ့နလဘိန်းတုံးကောင်ကဝင်ပြီးတော့ချီးမွမ်းတာတော့ရှက်စရာကောင်းတယ်ဒီလိုဆိုလို့ရပေါ့အဲ့တော့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းနဲ့ပတ်သက်လာလို့ရှင်ဘယ်သူချီးမွမ်းတာလဲဘယ်သူကဲ့ရဲ့တာလဲဒါကိုကြည့်ပါအစင်တန်းရှိတဲ့လူကချီးမွမ်းတာလားအစင်တန်းရှိတဲ့လူကကဲ့ရဲ့တာလားကဲ့ရဲ့ခံရပြီဆိုရင်ပညာရှိသူတော်ကောင်းတွေကကဲ့ရဲ့ခံရပြီဆိုရင်ကိုမှားနေပြီအဲ့ဒါပညာရှိသူတော်ကောင်းတွေကချီးမွမ်းလို့ရှိရင်လည်းပဲချီးမွမ်းတိုက်လို့ချီးမွမ်းတာပဲဖြစ်တယ်ပေါ့ဘာမဟုတ်တဲ့ပုဂ္ဂိုလ်ကချီးမွမ်းနေရင်ချီးမွမ်းခံရတာဟာတန်ဖိုးမရှိဘူးလို့ဆိုလို့ရတယ်ပေါ့အဲ့ဒီလိုလူတွေရဲ့တန်ဖိုးဟာအသိပညာရှိမရှိပညာရှိမရှိပေါ်မှာမူတည်တယ်လို့သူဆိုလို့ရတယ်ပေါ့